ကိုအကောင်းဆုံးပေါင်းထည့်ထားတယ်ဆိုတဲ့အကြောင်းနော်ကိုယ့်ရဲ့ဝန်ဆောင်မှုတွေအကြောင်းကိုစားသုံးသူတွေသိအောင်လို့မသိသေးတဲ့လူတွေသိသွားအောင်မရောက်တဲ့နေရာတွေပြန့်နှံ့ရောက်ရှိသွားအောင်လို့နော်ကိုယ့်ရဲ့ brand တစ်ခုကိုကိုယ့်ရဲ့ဝန်ဆောင်မှုတစ်ခုကိုကိုယ့်ရဲ့ထုတ်ကုန်တစ်ခုကို promote လုပ်တာဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ရွေးချယ်စရာလမ်းနှစ်လမ်းရှိပါတယ်ပထမလမ်းကဆရာကျွန်တော်ရဲ့ဆိုင်ကိုအကောင်းဆုံးပြင်ဆင်ထားတယ်ဗျာကျွန်တော်ရဲ့ထုတ်ကုန်ပစ္စည်းကိုအကောင်းဆုံးပေါင်းထည့်ထားတယ်ဗျာကျွန်တော်အကောင်းဆုံးလှုပ်ဆောင်ထားတယ် customer တွေတဖြည်းဖြည်းကျွန်တော်စီကိုရောက်လာပါလိမ့်မယ်ကျွန်တော် customer တဖြည်းဖြည်းရလာပါလိမ့်မယ်ဆိုတဲ့လမ်းရဲ့ဒုတိယလမ်းကတော့ကျွန်တော် customer တွေလာတာကိုမထိုင်မဆောင်တော့ဘူးကျွန်တော်တို့မရောက်လာအောင်စူးစမ်းမယ်ဗျာတို့မရောက်လာအောင်ကျွန်တော်လမ်းဖောက်မယ်ဗျာဆိုတဲ့လမ်းရဲ့ပေါ့ဗျာအဲ့တော့ဒီမှာရှင်းပါတယ်ဘယ်လုပ်ငန်းကပို့ပြီးတော့မှနော်တွင်ကျဲမလဲဘယ်လုပ်ငန်းကပို့ပြီးတော့မှရောင်းအားကောင်းမလဲဆိုတာဒီမှာရှင်းနေပါပြီဒုတိယလမ်းပေါ့ဗျာအဲ့တော့ဒီခေတ်မှာကျွန်တော်တို့ကအကောင်းဆုံးလှုပ်ထားရုံနဲ့မရတော့ပါဘူးကိုအကောင်းဆုံးလှုပ်ထားတယ်ဆိုတဲ့အကြောင်းအရာကိုလူသိများဖို့လိုပါတယ်ဒီခေတ်မှာကျွန်တော်တို့ကကိုအကောင်းဆုံးပြင်ဆင်ထားတယ်ဗျာဆိုင်ကိုအကောင်းဆုံးပေါင်းထည့်ထားတယ်ဗျာဆိုရုံနဲ့ customer တွေရောက်လာလိမ့်မယ်လို့မျှော်လင့်လို့မရတော့ပါဘူးကိုအနေနဲ့ကကိုအကောင်းဆုံးပေါင်းထည့်ထားတယ်ဆိုတဲ့အကြောင်းအရာတွေကိုကိုရဲ့ customer တွေစားသုံးသူတွေဈေးကွက်ကသိအောင်လို့ကိုအနေနဲ့စူးစမ်းရပါလိမ့်မယ်အဲ့တော့ဘယ်လိုစူးစမ်းရမလဲဗျာဆိုလို့ရှိရင်စကားလုံးလေးတစ်လုံးပါပဲ promotion လို့ကျွန်တော်တို့ကခေါ်ပါတယ်အဲ့ promotion လို့ပြောလို့ရှိရင်ကျွန်တော်တို့အားလုံးက short ဈေးလို့ပဲထင်ထားကြပါတယ်အမှန်တကယ်တော့ promotion ဆိုတာ short ဈေးမဟုတ်ပါဘူး promotion ဆိုတာ promote လုပ်တာပါကိုအကောင်းဆုံးပေါင်းထည့်ထားတယ်ဆိုတဲ့အကြောင်းကိုယ့်ရဲ့ဝန်ဆောင်မှုတွေအကြောင်းကိုစားသုံးသူတွေသိအောင်လို့မသိသေးတဲ့လူတွေသိသွားအောင်မရောက်တဲ့နေရာတွေပြန့်နှံ့ရောက်ရှိသွားအောင်လို့ကိုယ့်ရဲ့ brand တစ်ခုကိုကိုယ့်ရဲ့ဝန်ဆောင်မှုတစ်ခုကိုကိုယ့်ရဲ့ထုတ်ကုန်တစ်ခုကို promote လုပ်တာဖြစ်ပါတယ်အဲ့တော့ promotion လုပ်ရမှာသိတာပေါ့ဆရာမတင်ရေဒါပေမဲ့ဘယ်လိုလုပ်ရမှန်းမသိဘူးဗျာဘာတွေလုပ်ရမှာလဲပြောစမ်းပါဆိုလို့ရှိရင်စိတ်မပူပါနဲ့ကျွန်တော်အနေနဲ့ promotion idea ပေါင်း30ကိုချပြပါမယ်ကျွန်တော်ရောင်းအားတက်ချင်တယ်ဗျာဟလာဘာတွေလုပ်ရမလဲဗျာဆိုတဲ့နော်မိခွန်းရှိလို့ရှိရင်လည်းစိတ်မပူပါနဲ့ကိုယ့်ရဲ့ရောင်းအားတစ်ခုတက်အောင်လို့နီလန်ပေါင်း30ကိုကျွန်တော်တစ်လအတွင်းမှာတစ်ရက်တစ်ခုပဲလုပ်အောင်တော့တစ်လအတွင်း promotion ပေါင်း30လုပ်လို့ရနိုင်တဲ့ idea ပေါင်း30ကိုကျွန်တော်အနေနဲ့ချပြပါမယ်အဲ့တော့ဒီ idea ပေါင်း30ကိုကျွန်တော်စုပေါင်းပြီးတော့မှသင်တန်းလေးတစ်ခုပြုလုပ်ထားပါတယ်ရိုးရိုးရှင်းရှင်း promotion idea 30ဆိုတဲ့သင်တန်းလေးပဲဖြစ်ပါတယ်။နော်ဒီသင်တန်းလေးကိုမကြခင်လာမဲ့ကျွန်တော်တို့ April လ28ရက်29 30 3ရက်တိတိကျွန်တော်သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။အဲ့တော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်နော်ကျွန်တော်စီကို message ပေးပို့ပြီးတော့မှသင်တန်းအနံ့နိုင်ပါတယ်။အထူးအစီအစဉ်လေးတစ်ခုရှိပါတယ်။အဲ့တော့အထူးအစီအစဉ်လေးကဘာလဲဆိုလို့ရှိရင်ဒီလာမဲ့ April လ26ရက်နေ့အထိနော်ပထမဦးဆုံးအနံနဲ့လူအယောက်90ကိုကျွန်တော်အနေနဲ့အခမဲ့မေတ္တာလက်ဆောင်လေးတစ်ခုပေးပါမယ်ပေါင်းထည့်ပေးသွားပါမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ Martin application မှာရှိတဲ့ဒီ promotion တစ်ခုချင်းစီနော် idea တစ်ခုချင်းစီကို video recording လုပ်ထားတဲ့ video ပေါင်း30တိတိကိုကျွန်တော်အနေနဲ့အခုပထမဦးဆုံးအနံနဲ့အယောက်90ကိုနော်မြတ်တာလက်ဆောင်အခမဲ့ပေါင်းထည့်ပေးသွားဖို့ရှိပါတယ်အဲ့တော့ကိုယ့်အနေနဲ့ဒီသင်တန်းကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်စောစောစီးစီးပေါ့ဗျာဒီအယောက်90တဲ့မိအောင်လို့ကျွန်တော်စီကို Martin page ကိုနော် promotion 30လို့ရိုက်နေပြီးတော့မှကျွန်တော်စီကို message ပေးပို့ပြီးတော့မှနော်သင်တန်းအနံ့နိုင်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်တို့သင်တန်းမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာကျေးဇူးပါ